သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1381ခုနှစ်ပြာသူလဘိကျော်17ရက်စံကြောင်မြို့နယ်ဟုံးလန်းရပ်ကွက်ပန်းလှိုင်အာယုံတော်ဝတ်သင်းကြီးဤ35ကြိမ်မြောက်စဉ်ကျင်းပပြုလုပ်အပ်သည့်ရွှေစင်ရွှေသားရွှေသင်္ကန်းအလှတော်မင်္ဂလာနှင့်ဆက်လျင်၍စဉ်ကျင်းပပြုလုပ်အပ်သည့်ညာဥယျံဓမ္မသဘင်ခန္ဓာဝဲစံကြောင်မြို့နယ်စံကြောင်လန်းအမှတ်128ပထမဓာတ်ကွယ်လွန်သူဖခင်ကြီးဦးအေးမောင်မိခင်ကြီးဒေါ်တန်းရွှေခင်ပွန်းဦးစိုးဝင်းတို့အားရည်စူး၍ဇနီးဖြစ်သူဒေါ်ခင်ပြုံးအေးသားသမီးများဖြစ်ကြသည့်မောင်အောင်ဟိမ့်မြင့်မပြုံးမွန်မောင်ဟန်ကိုထွန်းမောင်ရဲမှန်ထွန်းမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောရဲစွမ်းတတ္တိရှိသူမှအောင်နိုင်ခြင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျက်တိထပွဲငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းရဲစွမ်းတတ္တိရှိသူမှအောင်နိုင်သည်ဒီစကားလုံးကဗုဒ္ဓမြတ်စွာကိုရောတိုင်းပါဠိစကားတစ်ခုအနေနဲ့သုံးနှုန်းထားတဲ့စကားပါနနံအတုရောစိနာတိစစ်တဝါစလပတိဒုက္ခံဆိုတဲ့ဘုရားအလောင်းတော်ဘဝကမိန့်ကြားခဲ့တဲ့ပါဠိစကားကိုမြန်မာလိုသင်လျော်သလိုအဓိပ္ပာယ်ပြန်ယူလိုက်မယ်ဆိုရင်ရဲစွမ်းတတ္တိရှုမှအောင်နိုင်တယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာစွမ်းရည်တတ္တိဆိုတာလူတွေမှာရှိပါသို့သောထိုစွမ်းရည်တတ္တိဟာလူတိုင်းမှာထုတ်သုံးနိုင်သလားဆိုမသုံးနိုင်ကြ
လူတော်တော်များများကမိမိရဲ့စွမ်းရည်တတ္တိကိုယုံကြည်မှုအားကိုးမှုမရှိသည့်အတွက်ကြောင့်ဘဝခရီးလျှောက်လန်းတဲ့အခါမှာဖြစ်စေတစုံတစ်ခုပြုလုပ်တဲ့အခါမှာဖြစ်စေအခက်အခဲကြုံလာလို့ရှိရင်လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုပြီးတော့လက်မြောက်ထွက်ပြေးကြတာတွေများတယ်ပေါ့လူဘဝရလာပြီးတော့လူသားတွေရဲ့အရည်ချင်းလို့ဆိုရတဲ့အသိပညာခေတ်စကားနဲ့ပြောရင်အုံနှောက်ပေါ့အုံနှောက်ဆိုတဲ့စကားကတင်စားပြောတဲ့စကားပေါ့နော်အုံနှောက်ကောင်းမှလျက်တန်းတဲ့သို့မဟုတ်အသိပညာစွမ်းအားတွေရှိပါလျက်တန်းတဲ့ထိုအသိပညာစွမ်းအားတွေကိုအသုံးမချနိုင်ပဲနဲ့တန်ဖိုးမရှိတဲ့အရာတွေနဲ့လူဘဝတစ်ခုကုံဆုံးစေကြတယ်သူတော်စင်တွေကတော့မြင်ကြတယ်မြင်တယ်ဆိုတာတွေးကြည့်တဲ့အမြင်မဟုတ်ဘူးထိုသူတော်စင်သူတော်မြတ်တွေမှာဆိုပါစို့ဒိဗ္ဗစက္ခုလို့ဆိုတဲ့အဘိညာဉ်ရတဲ့သူတော်စင်သူတော်မြတ်တွေဟာဇံအဘိညာဉ်တွေဝင်စားလို့ကမ္ဘာလောကကြီးတစ်ခုလုံးကိုအလင်းရောင်လေးဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီကမ္ဘာလုံးမှာရှိတဲ့လူသားတွေဟာဘာတွေဖြစ်နေကြသလဲဆိုတာမြင်နေကြဘုန်းကြီးတို့တွေဒီကနေ့ခေတ်မှာတယ်လီဗီရှင်းရှစ်ထိုင်ပြီးတော့ကြည့်နေတဲ့အခါဘယ်နိုင်ငံမှာဘာဖြစ်နေတယ်ဘယ်နိုင်ငံမှာစနိုးတွေကျနေတယ်ဘယ်နိုင်ငံမှာလေတိုက်နေတယ်ဘယ်နိုင်ငံမှာရေကြီးနေတယ်ဆိုတာမမြင်ကြရဘူးလားဒါမြင်ရတယ်ဆိုတာတစိတ်တည်းသားလေးမြင်ရတာနော်မြတ်စွာဘုရားတို့တကယ်ဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့သူတော်စင်ပုဂ္ဂိုလ်တွေဟာတမာရိစွမ်းအားကိုအသုံးချပြီးတော့စัจ java လာကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့သူတို့ကြည့်ရှုလိုက်တဲ့အခါကျတော့လူသားတစ်ရပ်လုံးသို့မဟုတ်တတဝါတွေတတ္တလောကကြီးတစ်ခုလုံးဟာလူလောကကြီးထဲဝင်လာတဲ့လူတွေမြင်ရတယ်လို့ထွက်သွားတဲ့လူတွေလည်းမြင်ရတယ်ထွက်သွားပြီးတော့တဏှာမှာပြန်မွေးဖွားတာတွေကိုလည်းမြင်ရတယ်ထိုတဏှာကပျောက်ကွယ်ပြီးတော့လူလောကကြီးဝင်ရောက်လာတာတွေကိုလည်းမြင်ရအဲ့ဒါလို့မြင်ရတဲ့ဥယျာဉ်ထဲမှာဘာတွေကများနေသလဲလူတွေကမစင်စားကြလို့ဒီကနေ့ခေတ်လူဥယျာဉ်တွေတော့တိုးနေတာဟာလူဘဝဟာရခဲ့တယ်လို့တော့တချို့ကမထင်ဘူးပေါ့သို့တော့လောကမှာရှိတဲ့တိရစ္ဆာန်ဥယျာဉ်တိရစ္ဆာန်တောင် species ရှိသမျှအမျိုးတွေအကုန်လုံးမဟုတ်ပဲနဲ့တစ်မျိုးတည်းနဲ့ပဲတိုင်းတာကြည့်ပါဆိုပါစို့ပဝက်စိတ်ဆိုတဲ့တတ္တဝါလေးတတွင်းနဲ့ကဘာမှာရှိတဲ့ပဝက်စိတ်တတွင်းမှာရှိတဲ့ပဝက်စိတ်အကောင်တွေအရေအတွက်နဲ့တကဘာလုံးမှာရှိတဲ့လူသားတွေကအရေအတွက်ဘယ်ဟာပိုများနိုင်တယ်လဲလို့ပဝက်စိတ်ဒါတစ်မျိုးတည်းပဲရှိသေးတယ်နော်ပဝက်စိတ်မှာလည်းပဲအနီမျိုးရှိသေးတယ်အနက်မျိုးရှိသေးတယ်အကောင်သေးမျိုးရှိတယ်အကြီးမျိုးရှိသေးတယ်သူတို့ species ကုန်အောင်ကြည့်လိုက်မယ်ဆိုရင်နေတဲ့တိရစ္ဆာန်တွေမဟုတ်ဘူးเนาะအဲ့တော့ဒိဗ္ဗစက္ခုနဲ့ကြည့်လိုက်တဲ့အခါကျတော့လောကမှာရှိတဲ့လူတွေဟာလူဘဝကိုတခဏလေးရောက်လာပြီးတော့မသေးတော့မဲ့ပုံမအိုတော့မဲ့ပုံမနာတော့မဲ့ပုံအာယုံကံကုန်ကြားတွေမှာပျော်လို့ပါလို့သေသွားကြတဲ့အခါကျတော့အပင်ငယ်ရောက်သွားကြတဲ့ပုဂ္ဂိုလ်တွေကများတယ်တဲ့ဒါကလက်တွေ့မြင်ရတဲ့ဒိဗ္ဗစက္ခုမိမိကိုယ်တိုင်ဒိဗ္ဗစက္ခုအဘိညာဉ်ရလို့ကြည့်မဲ့ဆိုလေဒီတိုင်းပဲမြင်ရအမတန်မြင့်တဲ့တောင်ထိပ်ကနေပြီးတော့ထိုတောင်ခြေမှာရှိတဲ့ရွာတစ်ရွာသို့မဟုတ်မြို့တစ်မြို့တောင်ထိပ်ပေါ်ကနေပြီးတော့မှန်မလူကြီးတက်ပြီးတော့ကြည့်နေမယ်ဆိုရင်လူတွေအိမ်ထဲဝင်သွားတာအိမ်ကထွက်လာတာလမ်းမော်ရောက်သွားတာလမ်းမော်ပြေးသွားတာဒါတွေအကုန်မြင်နေရသလိုပဲ
တတ္တလောကကြီးတစ်ခုလုံးရဲ့လှုပ်ရှားသွားလာနေမှုတွေအားလုံးကိုထိုဒိဗ္ဗစက္ခုဆိုတဲ့မြင်ကွင်းကျယ်ကြီးတဲ့အတွင်းမှာအကုန်လုံးဟာထင်ရှားပေါ်နေတယ်အဲ့ဒါလို့ထင်ရှားပေါ်နေတာလက်တွေ့သိရှိပြီးတော့မှမြတ်စွာဘုရားကဒီစကားကိုဟောတယ်လူဘဝကနေသေဆုံးပြီးတော့လူဘဝပြန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအလွန်တရာမှနည်းတယ်တဲ့လူဘဝကသေပြီးတော့အပယ်လေးပုံရောက်သွားတာကများတယ်ဘယ်လောက်ထိများတုံဆိုလို့ရှိရင်ရာခိုင်နှုန်းနဲ့မပြောပေမဲ့လို့ဘယ်လောက်ထိများတုံလို့ဆိုလို့ရှိရင်ရာခိုင်နှုန်း65လောက်ကလူဘဝကနေသေပြီးအပယ်ပုံရောက်သွားတာတွေကပိုများတယ်ကျန်တဲ့900ခိုင်နှုန်းတွေကလူပြန်ဖြစ်တာရှိတယ်နတ်ပြည်ရောက်သွားတာရှိတယ်ဒီလိုအဲ့ဒါတွေလည်းပဲဒီလိုအကျိုးဆက်တွေဟာယုံကြည်စရာရှိနိုင်ပါမလားလို့မေးကြည့်မယ်ဆိုလို့ရှိရင်အကျိုးဆက်ဟာအကြောင်းပေါ်မှာမူတည်နေတယ်အကြောင်းတရားကိုပဲစဉ်းစားကြည့်ဒီကနေ့ခေတ်ပျော်ပွဲရွှင်ပွဲတွေသွားတဲ့လူနဲ့တရားပွဲလာတဲ့လူဘယ်သူကပိုများမယ်ထင်လဲဒါနော်ဒီလောက်တင်နှိုင်းရှင်ကြည့်လိုက်ရင်သိတယ်ကဲတရားပွဲလာတဲ့လူနဲ့မလာတဲ့လူဘယ်သူကများမလာတဲ့လူကများတယ်အလုံးတစ်ကမ္ဘာလုံးကိုနှိုင်းပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာတနိုင်ငံနဲ့ပဲမကြည့်နဲ့တတ္တလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝရလာပြီးတော့တရားဓမ္မနာရတဲ့ပုဂ္ဂိုလ်ဟာ100ခိုင်နှုန်းတော့မရှိဘူး69ရာခိုင်နှုန်းဟာတရားဓမ္မမနာနိုင်မဲနဲ့လူဘဝလူလောကအလုတ်ကိစ္စတွေနဲ့ရှုပ်ပွေလို့ကာမဂုဏ်အာယုန်တွေနဲ့ပြောလို့ပါလို့ဘဝတစ်ခုဆုံးသက်သွားကြတာများတယ်အမှန်တိုင်းစဉ်းစားမကြည့်ဘူးဆိုလို့ရှိရင်ဟေးတရားပွဲလူများတယ်လို့ဒီလိုထင်နေကြတာเนาะအေးဒါကတတိတံဝေကရဖို့ပြောတာပါဘုန်းကြီးတို့စာပေကျမ်းဂန်ထဲမှာရေးထားတာရှိတယ်ပမတ္တတသနာမစတ္တရောအပါယတကခေဟသရိတာဆိုစကားလုံးလေးအလုံးမှတ်သားစရာကောင်းပမတ္တတကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့ပြီးတော့ကာမဂုဏ်အာယုန်ကိစ္စတွေနဲ့မေ့လျော့နေတဲ့လူသားတယောက်ရဲ့အဖို့စတ္တရောအပါယငရဲတရိစ္ဆာန်ပြိတ္တာအတုရကယ်လို့ဆိုတဲ့အပယ်၄ပုံဟာတကခေဟသရိတာကိုယ်အိမ်နဲ့အလားတရံတူပါတယ်ကိုယ်အိမ်ဆိုရင်အချိန်တန်ပြန်ကြတာပဲမဟုတ်လားတခြားနေရာနေတဲ့အချိန်နဲ့အိမ်နေတဲ့အချိန်ဟာတခြားနေရာနေတဲ့အချိန်ကအမတန်များအိမ်နေတဲ့အချိန်ကအမတန်များတယ်တခြားအချိန်နေတဲ့အချိန်ကအမတန်မှနည်းတယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုပြောတာကိုယ်အိမ်ဆိုတာကိုယ်အမြဲနေတဲ့နေရာဖြစ်တယ်ပေါ့တခြားနေရာဆိုတာခိတ္တခဏသွားပြီးတော့1ရက်စာ2ရက်စာ1လတန်2လတန်ဒီလိုနေတာမျိုးဟာတခြားနေရာနှစ်လရှိကြစွာနေတာကကိုယ်အိမ်အဲ့ဒီအဓိပ္ပာယ်ကိုကြည့်မယ်ဆိုလို့ရှိရင်သူကပမတ္တတကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့တရားနှလုံးသွင်းရမှာမေ့တယ်ဒါနကောင်းမှုလုပ်ရမှာမေ့နေတယ်သီလစောင့်တည်ရမှာမေ့တယ်ဆိုတော့စိတ်မဝင်စားတာမလုပ်ဖြစ်ဘူးအဲ့ဒီလိုကုသိုလ်ကောင်းမှုတွေပေါ်မှာအလေးနဲ့ထားမလုပ်ဖြစ်ပဲနဲ့ဘယ်ပေါ်မှာအလေးထားလုပ်နေတုံးဆိုလို့ရှိရင်စီးပွားရေးကိစ္စတို့လူမှုရေးကိစ္စတို့အဲ့ဒီလိုကိုယ့်ဘဝယက်တည်ရေးစာဝတ်နေရေးကိစ္စတွေမှာသာအချိန်တွေအများကြီးပေးလုပ်ပြီးတော့ကုသိုလ်ရေးရာကိစ္စကိုလုံးဝမှလှည့်ပြီးတော့တတိမရနိုင်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေအဖို့အပယ်လေးပုံဟာကိုယ့်အိမ်လိုပါပဲလို့ဒီလိုပြောတာနော်မြတ်စွာဘုရားကိုယ်တိုင်ကလည်းလူသေးရင်လူဖြစ်တာ100ခိုင်နှုန်းလောက်ပဲရှိတယ်လူသေးပြီးတော့အပယ်ငရဲရောက်တာ100ခိုင်နှုန်းအများကြီးပဲအဲ့ဒါဟာမြတ်စွာဘုရားကမှန်းဆပြီးတော့ပြောတာမဟုတ်ဘူးဒိဗ္ဗစက္ခုအဘိညာဉ်နဲ့တလောကလုံးကို
မြတ်စွာဘုရားကိုတော်မြတ်ကြည့်ရှင်နုရုဒ္ဓမထေရမြတ်တို့ဆိုရင်တခါကြည့်ရင်စัจ java လာ1000စัจ java လာ1000ဆိုတာနဲတာမဟုတ်လူလောကအတိုင်းအဝိုင်းတစ်ခုတည်းတင်ကြည့်တာမဟုတ်ဘူးစัจ java လာကဘာ1000ကိုသူ့ရဲ့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ဖြန့်ကျက်ပြီးတော့ကြည့်လိုက်တာအဲ့ဒီထဲမှာရှိသမျှတတ္တဝါတွေရဲ့လှုပ်ရှားမှုတွေတယ်လီဗီရှင်းထဲမှာပေါ်လာတယ်လို့အကုန်လုံးထင်ထင်ရှားရှားမြင်နေရတယ်ပေါ့အဲ့ဒီမြင်နေရတာတွေကိုကြည့်ပြီးတော့လူလောကရဲ့အကြောင်းကိုတတ်အပ်ပြောနိုင်တယ်သူတို့အဲ့ဒါလို့တတ်အပ်ပြောနိုင်တာမှန်းဆပြောတယ်တတ်ပြောတာမျိုးမဟုတ်ဘူးကိုယ်တိုင်မျက်စိနဲ့မြင်ရပြီလည်းကဲ့သို့တမာတိစွမ်းအားရှိတဲ့ဒိဗ္ဗစက္ခုဆိုတဲ့အဘိညာဉ်နဲ့ဉာဏ်နာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကယထာကံမူပကကံအားလျော်စွာတတ္တဝါတွေဘုံဘဝရောက်သွားကြပုံတွေနဲ့ပတ်သက်ပြီးတော့ကြည့်တယ်ဆိုတာလည်းပဲဒီဒိဗ္ဗစက္ခုပဲဒိဗ္ဗစက္ခုနဲ့ကြည့်လို့ရှိရင်ဒီလူတယောက်ဟာသေဆုံးသွားပြီးတော့ဘယ်ဘုံဘဝရောက်သွားတယ်ဆိုတာမြင်နိုင်တယ်ကျွတ်တင်ပြီးတော့လည်းခံမှန်းလို့ရကျွတ်တင်ပြီးတော့ခံမှန်းလို့ရတယ်ဆိုတာသူ့ရဲ့လောက်ရတွေကိုကြည့်ကျွတ်တင်ခံမှန်းလို့ရတယ်ပေါ့ဆိုပါစို့ရွှေကုံဖျားဘက်ကိုဥတီသွားပြီးတော့ဥတီနေတဲ့လမ်းကြောင်းပေါ်ကိုရှောက်နေတဲ့လူတယောက်ဟာတဏှာကြီးလောက်ရှောက်ရင်ရောက်မယ်ရွှေကုံရောက်မယ်ဆိုရင်ဘေးလူကသိတယ်အေးဒီလူဒီလမ်းကြောင်းအတိုင်းရှောက်သွားရင်တော့ရွှေကုံဖျားရောက်သွားမှာပဲလို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဘာဖြစ်လို့လမ်းကြောင်းကြီးမြင်နေရတာကိုဒီလမ်းကြောင်းကြီးပေါ်ရှောက်ရင်ဒီစခန်းရောက်မယ်ဆိုတာဒါကျိန်းနေအဲ့ဒါလိုပဲမြတ်စွာဘုရားကဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ကြည်လိုက်တဲ့အခါမှာဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့စွမ်းအားတစ်မျိုးဖြစ်တဲ့ယထာကမုပကဉာဏ်နဲ့ကြည်လိုက်အေးဒီလူကတော့ဒီအလုပ်တွေလုပ်နေပြီဒီအလုပ်တွေလုပ်နေတာဒီလမ်းပေါ်ရှောက်နေတာဒီလူဟာဘယ်ဘုံရောက်သွားမှာပဲလို့ဆိုတာမြတ်စွာဘုရားတတ်ပြောလို့ရတယ်ပေါ့မှန်းဆပြီးတော့ပြောတဲ့အရာတွေမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကတယံအဘိညာသစ္စိကတ္တဝပဝေဒေမိဆိုတဲ့စကားလုံးဟာအလွန်အဓိပ္ပာယ်ရှိတယံအဘိညာကိုယ်တိုင်သိပြီးသစ္စိကတ္တဝလက်တွေ့လှုပ်ပြီးတော့မှပဝေဒေမိငါပြောတာသူများပြောတာကနေတဆင့်ခံပြောတာလည်းမဟုတ်ဘူးစာရဲရေးထားတာတွေ့လို့ပြောတာလည်းမဟုတ်ဘူးကိုယ်တိုင်လက်တွေ့သိပြီးမှပြောတာလို့ဒီလိုခေါ်တာနော်အေးဒီကနေ့ဘုရားမြတ်စွာဟောတဲ့တရားတွေထဲမှာနတ်နံအတုရောစုနာတိရဲစွမ်းတတ္တိမရှိတဲ့လူဟာဘယ်အရာကိုမှအောင်နိုင်မှာမဟုတ်ဘူးရဲစွမ်းတတ္တိရှိမှအောင်မြင်နိုင်တယ်ဒီစကားလုံးကိုဘုရားအလောင်းတော်လေးဟာတရားကျင့်နေတဲ့အချိန်တုန်းကပြောကြားခဲ့တဲ့စကားလုံးပဲဘုရားဘုရားမရောက်သေးဘူးဘုရားဖြစ်ဖို့6နှစ်ပတ်လုံးဒုက္ခရစရိယဆိုတဲ့အကျင့်ကိုကျင့်နေ29နှစ်ထိနန်းကစွန့်ခွာတယ်ဘာဖြစ်လို့စွန့်ခွာတော့ဆိုတော့သူစိတ်ထဲမှာတန်ဝေကဖြစ်เสียရတွေတွေ့ရဘုရားဝင်ဖတ်တဲ့ပုဂ္ဂိုလ်တွေကနမိတ်ကြီး၄ပါးလို့ပြောကြတာပေါ့နော်အိုမင်းနေတဲ့ပုဂ္ဂိုလ်ကြည့်ရတယ်ယောဂဝေဒနာနှိစ္စခံနေရတဲ့ပုဂ္ဂိုလ်တွေ့ရတယ်သူအိုသူနာသိဆုံးသွားတဲ့အလောင်းကိုတွေ့ရတယ်တရားဓမ္မနဲ့မွေးလျော်ပြီးတော့ငြိမ်ငြိမ်ချမ်းချမ်းပြုံးပြုံးရွှင်ရွှင်ကြည်ကျင်လင်းလင်းနေတဲ့ယဟန်တော်ကိုဖူးတွေ့ရတယ်နမိတ်ကြီး၄ပါးဘုန်းကြီးတို့တွေလည်းတွေ့နေတာမတွေ့ဘူးလားကိုယ်နားတယ်မဲ့ကိုယ်အဖိုးဖွားတွေရှိနေတာဆိုသူ့အိုဆိုတာတွေ့ဒီအတွေ့မျိုးကိုတွေ့တယ်လို့ပြောတာမဟုတ်အသိဉာဏ်နဲ့တွေ့တယ်အတွေ့မျိုးကိုပြောတာနော်အသိဉာဏ်နဲ့ဘယ်ပုံတွေ့တော့ကိုယ်နီးနားမှာရှိတဲ့ဖိုးဖွားတွေကြည့်ဩငါလည်းဒီနေ့အိုအောင်မှာပါလားအိုခြင်းတရားကိုငါဘလို့မှကြော်လွှားပြီးတော့မသွားနိုင်ပါလားလို့ဆိုတဲ့တန်ဝေကအတွေးနဲ့တကယ်အသိဉာဏ်နဲ့
ကြည့်မယ်ဆိုလို့ရှိရင်ကြောက်ဖို့မကောင်းမေဘူးလားကောင်းတယ်ကြောက်ဖို့လွန်ကောင်းတယ်ဒါကြီးကိုတို့ဖြတ်ရအောင်ပါပဲဆေးရုံတွေသွားကြည့်လို့လူမမာတညီတညူဒုက္ခရောက်နေတဲ့လူမမာတွေတွေ့လူတွေကတိတ်မထင်ဘူးနော်သူသာအစားမလို့အနေထိုင်မတတ်လို့ယောဂရလို့ငါတို့ကတော့ကျမ်းမာတယ်ဒီလိုမဖြစ်ဘူးလို့ပဲထင်ကြတာပဲကျမ်းမာတဲ့လူကမကျမ်းမာတဲ့လူကိုသူသာဖြစ်တာငါမဖြစ်ဘူးလို့အမြဲထင်အဲ့လိုထင်မတော်တဆသေသွားတဲ့လူတောင်မှဒီလူကအစားမရှောင်လို့ပြောလိုက်သေးတာတခုခုတော့ပြောတာပဲစားမရှောင်လို့သူကစားခြင်းကစားစိတ်မှမတော့ဘူးပြောတာတဘာဝကိုတိတ်မတွေ့ဟုတ်ကဲ့လားတကယ်ကတော့အိုခြင်းသဘောဆိုတာလူတိုင်းမှာရှိတယ်လို့နာခြင်းသဘောကလည်းလူတိုင်းမှာမရှိဘူးအေးလူတိုင်းမှာရှိတဲ့သဘောငါစီလဲရောက်လာတော့မှပဲလို့ဆိုတဲ့အတွေးလေးနဲ့ဆိုရင်တန်ဝေကစိတ်ကလေးနဲ့အတိညာလေးနဲ့တွေးလိုက်လို့ဆိုရင်ကြောက်เสียမကောင်းဘူးလားအေးငါခုချိန်မာနေပြီမဲ့လို့တော့ကြမာခြင်းမာယောဂဆိုတာဟုတ်လားတကားခောက်ပြီးတော့ဝင်လာတာမဟုတ်ဘူးတကားမခောက်ဖဲနဲ့ဝင်လာတာယောဂဆိုဘုန်းကြီးတို့နဲ့အတိပါမောက္ခဒေါက်တာတယောက်ဆိုသူရတဲ့သားမှာစာသွားပြတက်ကြွဟိုသွားစာပြလိုက်ဒီသွားစာပြလိုက်အမြင်မှာတော့သိချမ်းမှာဒီထက်မှာပဲအာယုံစိုက်ထားတယ်ဘာယောဂမှမရှိဘူးလို့ဒီလိုယုံကြည်တယ်သိချမ်းပါတယ်လို့ထင်တရက်ကြတော့စာသွားပြရင်ဖယ်ရီပေါ်မှာကရုသင်းမောပေါ်မှာရင်ပတ်တွေအောက်လာမခံနိုင်မရနိုင်အောက်လာအိမ်ပြန်ရောက်တဲ့အခါဆေးရုံသွားဆေးရုံတင်ဆေးရုံတဲ့2ရက်လောက်နေတော့ဆုံးသွားမာကြီးကဆုံးသွားတာနော်ဘာဖြစ်လို့ဆုံးနှလုံးသွေးကြောတွေပိတ်နေလို့ကဲအဲ့တော့ကိုကျမ်းမာတယ်လို့ပြောလို့ရနိုင်မလားမသိတာသာရှိတာနော်ဒီကနေ့မှာအပိတ်အဆိုးတွေကအလွန်များအစားအသောက်တွေကလည်းကယ်မီကယ်တွေကြီးပဲလူလောကမှာအသက်ရှင်ရက်တည်ဖို့ဆိုတာအလွန်ကံကောင်းမှအသက်ရှင်ကျမ်းမာရေးရဲ့အန္တရာယ်တွေကမြောက်များစွာဒါကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကလည်းဆင်ញင်စဉ်းစားဖို့ပါဒီခေတ်ကြမှာဖြစ်တာမဟုတ်ပါဘူးလူဘဝအသက်ရှင်ဖို့ဆိုတာအလွန်ခဲပါတယ်ခဲနဲ့ခြားတဲ့ကနေအသက်ရှင်နေကြရတာပါကိုမာလာတယ်ကျမ်းမာလာတယ်လို့ပြောเสียအကြောင်းသိမရှိလာပါဘူးဒါကြောင့်မို့လူမမာတွေ့ရင်ငါမှလည်းဖြာနာခြင်းသဘောရှိတယ်ဖြာနာခြင်းသဘောကိုငါလည်းမကြော်လွှားနိုင်ဘူးဆိုတဲ့အတွေ့လေးကိုတွေးပြပါဒီအမြင်လေးကိုမြင်ဘုရားလောင်းကအဲ့လိုမြင်တယ်အဲ့လိုမြင်တော့လောကကြီးကပြောခြင်းစရာပဲရှိတော့မယ်သူ့ရဲ့စိတ်နှလုံးစိတ်ဓာတ်ကဘလောက်ရင်းကျက်တယ်ဘုရားလောင်းလေးကအဲ့ဒီအချိန်မှာ29နှစ်ပဲရှိသေးတယ်သူသေးနဲ့တွေ့တဲ့အခါမှာလည်းတာမန်ပုဂ္ဂိုလ်တွေကဟေးသူသေးငါပို့ပဲဒါပဲလေသူကသူသေးငါပို့ငါသေးသူပို့လို့မလုပ်တော့ဘူးအဲ့ချာသူသေးငါပို့ပဲငါပို့ရင်သူသေးလူတွေကအဲ့လိုဆိုလို့ရှိကြတယ်နော်သူသေးငါပို့လို့သူသေးကိုသေးတာမပါဘူးအဲ့ဒါလိုပဲဒီလူတယောက်သေသွားပြီဆိုရင်သူဘာကြောင့်သေနေထိုင်မတတ်လို့မရှောင်ဘူးဒီလူကတွေ့တာကုံစားဒီလိုအပြစ်တင်ချက်ကလေးနဲ့ပဲဆုံးသွားရှာတာပါသူ့ဘဝတစ်ခုငါတို့လည်းသေရအောင်မှာပါလားသေခြင်းတရားဆိုတာတို့မှလည်းရှိနေပါလားလို့နှလုံးသွင်းမိတဲ့ပုဂ္ဂိုလ်ကအလွန်ရှားဖះလောင်းနမိတ်ကြီးလေးပါထင်တယ်ဆိုတာမမြင်တာတော့မဟုတ်နိုင်ဘူးအသိဉာဏ်ပေါ်တာကိုပြောမယ်သို့သောဘုရားဝင်ထဲမှာရေးထားတာတော့သူနာသူသေးဆိုတာတွေမမြင်ရအောင်ခမည်းတော်ကြီးကစီမံထားတယ်လို့ဒီလိုရေးထားတာရှိဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်
အဖိုးတွေဖွားတွေကြတော့မမြင်အောင်လုပ်လို့ရပါမလားအဖေရှိရင်အဖိုးရှိမှာပေါ့ဗျာအမေရှိရင်ရောအမေကြီးမရှိဘူးလားအမေကြီးကပဲနုနုပြူပြူဟုတ်မလဲဒါမို့တချို့နိုင်ငံသားတွေကအဲ့ဒီဟာကိုသိပြီးတော့သူတို့ယုတ်တိမရှိဘူးလို့သူတို့လက်ခံအဲ့တော့ဘုန်းကြီးတို့တွေကစာထဲမှာရေးတာကမမြင်အောင်စီမံတယ်ဆိုတာတဲ့တမ္မာမြင်ရိုးမြင်စဉ်မြင်တာမျိုးမဟုတ်ဘဲနဲ့ဘုရားအလောင်းတော့ကြတော့တန်ဝေကစိတ်နဲ့မြင်တာဘုန်းကြီးတို့တွေလည်းမြင်နေတာပဲပဂတိမျက်စိနဲ့မြင်တာကိုအမြင်လို့ခေါ်လို့မရဘူးအသိဉာဏ်နဲ့မြင်တဲ့အမြင်မှအမြင်လို့ခေါ်လို့ရတာဘုရားအလောင်းလေးကအသိဉာဏ်နဲ့မြင်တာအဲ့ဒီအသိဉာဏ်နဲ့မြင်လို့သူဝတုနာသူသေးဆိုတဲ့နမိတ်ကြီးသုံးပါးထင်ပြီးတော့ဘဝကြီးကိုညီးငွေကြောင်းလန့်နေတဲ့အချိန်မှာအေးချမ်းတဲ့စိတ်နှလုံးရှိတဲ့ကြည်ရွှင်တဲ့တမာတိမျက်နှာနဲ့ရှိတဲ့ယဟန်တော်တစ်ပါးကိုမြင်လိုက်တော့အဲ့ဒီဘဝကိုအားကျသွားသူစိတ်ထဲမှာဆုံးဖြတ်ချက်ချတယ်တောထွက်တယ်ပေါ့ဒါဗုဒ္ဓဝင်မှာဒီလိုဆိုထားတာနော်တောထွက်တဲ့အခါကျတော့ဘုရားလောင်းကဟိမန္တာတောင်ခြေကအလုံးသိတဲ့အတိုင်းကောသလတိုင်းထဲမှာအပါဝင်ဖြစ်တယ်ကောသလတိုင်းထဲကနိုင်ငံကလေးတစ်ခုပေါ့ကောသလတိုင်းထဲမှာရှိတဲ့နိုင်ငံလေးတစ်ခုကောသလမင်းကြီးကပို့ပြီးတော့ပါဝါကြီးတယ်မြတ်စွာဘုရားရဲ့ခမည်းတော်ကြီးတို့ကနိုင်ငံခတ်သေးသေးမှအုပ်စိုးရသို့တော်လည်းပဲဓနအင်အားအမတန်ကောင်းတယ်အမျိုးအင်အားအမတန်ကောင်းတယ်အမျိုးတန့်နဲ့ပစ္စည်းဥစ္စာချမ်းသာတယ်လူရည်တန့်တယ်အဲ့ဒီဘက်မှာရှင်ပြိုင်လို့မရဘူးပေါ့သို့တော့အင်ပါယာကြီးတာကတော့အတောကတို့ကအင်ပါဟိုရင်းတို့ကကြီးတယ်ကောသလတို့ကအင်ပါယာကြီးတယ်ကောသလမင်းကြီးတို့ကအင်ပါယာကြီးတယ်ဒါစာထဲမှာလည်းပါပါတယ်မြတ်စွာဘုရားကတခါတော့မေးရှိတယ်တို့တာဂိဝင်မင်းနေဆိုတာတဲ့ကောသလမင်းကြီးရဲ့အချမ်းရံမင်းမျိုးသားဖြစ်တယ်ပေါ့နောက်လိုက်မင်းနေပေါ့အနုယန္တဆိုတဲ့စကားလုံးကိုသုံးအနုယန္တဆိုတာဗမာရာဇဝင်မှာတခါတော့ရှိတယ်လို့ပေါ့တတိုင်းပြည်လုံးကိုစီယုံအုပ်စိုးတဲ့အနောထာမင်းကြီးလက်ထက်ဟိုရှမ်းပြည်ရှမ်းတောင်ပြည်နယ်မြို့ငယ်လေးတွေမှာမြို့သားမင်းတွေရှိတယ်စော်ဘွားတွေရှိတယ်သူနေရာတော့သူမင်းမယ်သို့တော့ဘယ်ကြီးလာလို့ရှိရင်သူတို့ကအချမ်းရံဖြစ်ဥတိုက်ကြရတယ်လက်ဆောင်ပန္နာတွေဆက်ကြရတယ်ဟောအဲ့ဒီပုံစံမျိုးပဲစာပေထဲမှာအဲ့ဒါလို့ဆိုလို့နော်သို့တော့ပစ္စည်းဥစ္စာကျွယ်ဝချမ်းသာတာတို့အမျိုးတန်တာတို့မြင့်မြတ်တာတို့ကြတော့သူကထိတ်တန်းကြအဲ့ဒီမှာတိုင်းငယ်လေးတက်ကတိုင်းလို့ခေါ်တာအဲ့တက်ကတိုင်းမှာကပိလဝပြည်ကပိလဝမျိုးတော်ကနေပြီးတော့တောထွက်လာဒေဝဒဟတို့ကောလိယတို့တက်ကဒါတွေကိုကြော်ဖြတ်လိုက်တာနောက်ဆုံးမှာကောသလမင်းကြီးရဲ့နေပယ်တဲ့ထိအောင်ရောက်သွားတယ်အဲ့ဒီနေပယ်တဲ့ရောက်တဲ့အခါကျတော့မင်းသားအသွင်နဲ့မသွားတော့ဘူးအနောမတောင်ကမ်းလေရောက်တဲ့အခါမှာနောက်ကအတူပါလာတဲ့ဆန္ဒမှာဘုန်းကြီးတို့ဗုဒ္ဓဝင်ရုပ်ပုံတော်တွေငယ်ငယ်တုန်းကကြည်ဘူးတယ်မြင်းမီဆွဲမောင်ဆန်ဆိုပြီးမောင်ဆန်ကမြင်းမီဆွဲလိုက်ရမြင်းမီဆွဲလိုက်ရင်ဖြစ်နိုင်မှာမြင်းကန္နာနဲ့ဒီလူပြုတ်ကြတယ်နော်မြင်းမီဆွဲဆိုတာအမှန်ကတော့မြင်းကရေထဲကိုဖြတ်တဲ့အခါမှာမြင်းကအမီးကိုခါတတ်တာသူကဖရာအလောင်းရဲ့နောက်ကနေမြင်းပေါ်မှာပဲထိုင်လိုက်ပြီးတော့မြင်းမီးကိုကန်ရတာအဲ့ဒီလိုဟာမျိုးသာဖြစ်တဲ့နေပေါ့နောက်ကတွဲလောင်းကြီးမြင်းမီးဆွဲလိုက်ရမယ်ဆိုရင်တော့မသက်သာဘူးမြင်းပြေးလို့ရှိရင်သူခံနိုင်မှာမလားခံနိုင်ပါဘူးဟုတ်ပကြီးတွေဆွဲထားတာဟုတ်မှမထင်ပါဘူးအဲ့လိုနော်မြင်းတော်ကဆိုတာဘယင်းနေမှာမြင်းကိုစောင့်ရှောက်ထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်သွားเสียရှိရင်လည်းသူက
သူမြင်သူစီလိုက်ခြင်းလည်းလိုက်မယ်သို့မဟုတ်နောက်ကရင်လည်းလိုက်ရမယ်ပေါ့အဲ့လိုလိုက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်နိုင်တယ်အနောမတောင်ကန်းရောက်တဲ့အခါကျတော့မောင်ဆန်တဲ့မြင်းကိုပြန်လွှတ်လိုက်ပြီးတော့ဆံပယ်လိုက်တယ်ဆံပယ်လိုက်တဲ့အခါမှာဘုရားလောင်းတော့ပါလာတဲ့တန်လျက်ဓာတ်နဲ့ဖြတ်လိုက်တော့ဘုရားလောင်းရဲ့ဆံလက်နှစ်သက်လောက်ပဲကြံတော့စတုံးထုံးထားတယ်လို့စိတ်ထဲကကြည်တယ်ဆပင်ကိုစုပြီးတော့စတုံးလေးထုံးထားတယ်ရှေးတုန်းကမင်းကြီးမင်းသားတွေထုံးတဲ့တထုံမျိုးနော်ခုခေတ်ဘိုးကေသမားတွေကနားလဲချင်မှလဲပါအဲ့တော့သပင်ထုံးထားတာအဲ့ဒီအထုံးလေးကိုဖြီးပြီးတော့ထုံးလေးအရင်ကနေဖြတ်လိုက်တဲ့အခါကျတော့အဲ့ဒီဆံပင်တွေကပြေကျမသွားဘဲနဲ့ထုံးထားတဲ့ပုံစံမျိုးလေးအတိုင်းပဲအရင်ကနေဖြတ်လိုက်တဲ့အခါမှာစူးစူးချွန်ချွန်လေးဖြစ်ကြံရတယ်လက်နဲ့တက်လောက်ပဲရှည်တယ်ပေါ့အဲ့ဒါကထူးထူးဆန်းဆန်းပဲဖះအလောင်းအဲ့ဒီအချိန်ရိပ်ပယ်လိုက်တဲ့ဆံဟာဘယ်တော့မှပြန်ပြီးရှေးမလာတော့ဘူးတစ်သက်လုံးဒီဆံပဲလက်နဲ့တက်ပဲဒါကြောင့်မို့ဖះကကရုံးပြောင်ပြောင်ကြီးမဟုတ်ဘူးဆံပင်လက်နဲ့တက်ရှိအဲ့ဘုန်းကြီးတွေလည်းပဲဖះခွင့်ပြုထားတယ်ဆံပင်လက်နဲ့တက်ထီအောင်အရှိထားခွင့်ရှိတယ်နော်ဘုန်းကြီးတွေဆပင်ရှိရင်လည်းမပြောကြနဲ့ဗမာဘုန်းကြီးတွေကတော့အရှိထားလေးမရှိဘူးတီဘုန်းကြီးတွေကအရှိထားတော့ဗမာတွေလူငယ်လူရွယ်တွေကတုံးဆက်တော့လောက်ရှိတယ်သူတို့လက်နှစ်သက်တော့ထားခွင့်ရှိတယ်လက်နှစ်သက်သို့မဟုတ်တချို့ကသပင်ဆိုတာကတန်တဲ့လူကြတန်တာရှိတယ်မတန်တဲ့လူကမတန်ဘူးအဲ့တော့မြတ်စွာဘုရားကယဟန်တွေကိုသပင်အရှိမထားဖို့ကန့်သတ်ချက်ကတော့ဘယ်လောက်ထိထားနိုင်လို့ဆိုရင်လက်နှစ်သက်လက်နှစ်သက်အရှိထားခွင့်ရှိတယ်အချိန်ပိုင်းအားဖြင့်2 လမရိပ်ဖဲနေခွင့်ရှိတယ်ပေါ့အဲ့ဒီမှာတစ်ခုနဲ့တစ်ခုအကန့်အသတ်လုပ်ပေးထားတယ်2 လပြည့်ရင်လည်းရိပ်2 လအတွင်းလက်နှစ်သက်ဆိုရင်လည်းရိပ်ဒီလိုဆိုလို့တယ်ရက်အတိုင်းတာနဲ့ဆိုရင်2 လပဲထားခွင့်ရှိတယ်အရှိအနေနဲ့ဆိုရင်လက်နှစ်သက်ပဲထားခွင့်ရှိတယ်အဲ့ဒါကြောင့်မို့သပင်တန်တဲ့ပုဂ္ဂိုလ်တွေက2 လအတွင်းလက်နှစ်သက်တဲ့ကြောလာရင်ရိပ်ရတယ်ဒီလိုဆိုလို့သပင်မတန်ဘူးဆိုလို့ရှိရင်လည်းပဲ2 လပြည့်ရင်ရိပ်ပေါ့ဒါကဝီနိစိကံဒွေမာတိကံဝါဒွိဝင်ခုလံဝါလို့စာပေမှာဆိုထားတာရှိတယ်အဲ့တော့မြတ်စွာဘုရားသပင်ကလည်းအဲ့လိုလက်နှစ်သက်ကလေးဘယ်တော့မှမရှိတော့ဘူးဘုရားအဲ့ဒါလေးကိုအတုလုပ်ပြီးတော့ရုပ်တုတော်တွေထုတဲ့အခါမှာအပေါ်မှာဘူးလုံးကလေးလုပ်ပြီးတော့ထုတာအဲ့ဒါကရောင်ချီတော်ကိုထက်ထုတာအမှန်ကဘုရားကသဒုံမဟုတ်ဘူးတဲ့နော်သပင်လေးစွစွချွန်ချွန်လေးဖြစ်နေတာဒါဟုတ်ပကံခစ်ကရုပ်ပွားတော်တွေကြတော့စွစွချွန်ချွန်လေးပဲပြတာအခုနောက်ပိုင်းနေကြတော့မဟုတ်ဘူးသဒုံကြီးလို့ဖြစ်ဟိုဘုရားကသဒုံကြီးနဲ့လို့ဒီလိုထင်းနေကောင်ထင်လိုက်အဲ့လိုမဟုတ်ဘူးအလောင်းတော်ဘွားကနေပြီးတော့ရိပ်ဖြတ်လိုက်တာလက်နဲ့တစ်သပင်လေးကစွစွလေးဖိထားတယ်လို့လေးပဲပြန်ပြီးတော့ကြွားမကြတော့ခုခေတ်လူငယ်လူရွယ်တွေဟုတ်လားသပင်အမျိုးမျိုးလုပ်တယ်ထောင်းတယ်လေထောင်းကျင်တော့ထောင်းမိုးထီအောင်ထောင်းဆိုတာတောင်ရှိသေးအဲ့လိုတဘာဝကဖះလောင်းကြတော့ထောင်းနေတာပြေကြမသွားဘူးတဲ့အေးကောင်းပြီအဲ့လိုလုပ်ပြီးတော့ဖះလောင်းတော်လေးဟာယူဇနာ30ခရီးကိုဖြတ်ကျော်ပြီးတော့ဘယ်ထိအောင်ရောက်သွားတော့တရားရှာဖို့အတွက်ရာဇဂိုထိရောက်သွားရာဇဂိုပြေရောက်တဲ့အခါကျတော့မနေ့ပိုင်းဆွမ်းကံဝင်ရုပ်လေးကလည်းအမတန်လှငယ်လဲငယ်သာသနာပေါင်းဝင်နေဆိုအလွန်ကြီးတဲ့အသက်ကြီးတဲ့လူတွေမှာဝင်လေးရှိတယ်အဲ့ဒီခေတ်ကအခုက29နှစ်ဆိုတာလူငယ်လေးရုပ်လေးကလည်းချောချောလေးလူငယ်လေးတယောက်ဟာသူတော်စင်အဝတ်တွေနဲ့ဆွမ်းကံဝင်လာတယ်ရဟန်းတော်လေးတစ်ပါးဆွမ်းကံဝင်လာတယ်ဆိုတမျိုးလုံးအုံအုပ်ကြက်ကြက်ဖြစ်တယ်ဗေမိသာရမင်းကြီးကလည်းသူကလည်းမင်းမျိုးမင်းလွယ်ငယ်ငယ်ရွယ်ရှိနေတယ်ဖះလောင်းတော်ကိုမြင်တော့သူစိတ်ဝင်စားမြင်လိုက်တဲ့အခါနောက်ကတမန်တွေကိုလွှတ်လိုက်တယ်မျက်စိတွေမင်းတို့ပျောက်မသွားစေနဲ့ဘယ်ရောက်တယ်ဆိုတာလိုက်ကြည့်ဆွမ်းခံပြီးတဲ့အခါကျတော့ရာဇဂိုပြည်နာကတောင်၅လုံးနဲ့ကပန္ဒဝဆိုတဲ့တောင်ချီကိုကြွသွားအေးတမန်တွေကနောက်ကနေလိုက်သွားပြီးတော့ဖះလောင်းလေးနဲ့တွေ့ပြီးဘုရင်မင်းကြီးကိုလျှောက်ထားခိုင်းလိုက်တယ်တယောက်ကမျက်ခြေပြတ်မသွားအောင်စောင့်ကြည့်တယ်ဘုရင်မင်းကြီးလိုက်လာတယ်ဗေမိတာရလိုက်လာပြီးတော့မေးတယ်ပေါ့
ဘယ်ကလာတာတော့ဘာလူမျိုးတော့ပေါ့ဒါထုံးစံတိုင်းပါဟုတ်လားထူးထူးဆန်းဆန်းရုပ်ရည်ကအမတန်လှပချောမောတော့ငယ်ရွယ်တော့တန်တော်မေးတဲ့အခါကျတော့ဟာသူကတက်ကတိုင်းသုတ္တရဏမင်းကြီးရဲ့သားတက်ကြလူမျိုးပါဆိုတာတွေကိုပြောတော့ဗိမိတာရမင်းကြီးကမြင်းမြင်ချင်းခင်တယ်အဲ့ဒါဆိုလို့ရှိရင်တဲ့သူနဲ့အတူနန်းတော်လိုက်နေပါပေါ့ဆိုတော့မဟုတ်ဘူးတဲ့ကျွန်တော်ကကာမဂုဏ်အာယုန်တွေကိုမလိုချင်လို့စွန့်ခွာလာခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားဓမ္မကိုပဲရှာမယ်မတရားတရားရှာဖို့ထွက်လာတာလို့ရှင်းပြတဲ့အခါဗိမိတာရမင်းကြီးကဒီလိုဆိုလို့ရှိရင်တရားတွေ့လို့ဖျားဖြစ်ပြီဆိုရင်သူ့စီအရင်လာခဲ့ပါပေါ့သူ့နိုင်ငံကိုအရင်ကြွားခဲ့ပါလို့ဒီလိုဖိတ်အေးရာဇဂိုပြည်ပတ်ဝန်းကျင်မှာအဲ့ဒီတော့ကဘာသာတရားတွေထွန်းကားအယူဝါဒမြောင်များစွာထွန်းကားတဲ့ထဲမှာဘုရားအလောင်းတော်လေးဟာအာလာရတို့ကာလာမတို့ဆိုတဲ့နာမည်ကြီးသမထကျင့်စဉ်ကိုအောင်းနေတဲ့ယသိကြီးတွေစီသွားနီးခံပြီးတော့ကျင့်ထူးထူးခြားခြားအောင်မြင်ပေါက်ရောက်လို့ယသိကြီးတွေကတော့တန်တော်နဲ့သူတို့ဆရာအဖြစ်မိတ်ဆွေအဖြစ်သူတို့ခိုင်းထဲမှာဝင်ဖို့ဖိတ်ခေါ်ကြတယ်ပေါ့ဘုရားလောင်းနေဟာငါရှာတာဒီတရားမဟုတ်သေးဘူးဆိုပြီးတော့သူတို့ဖိတ်ခေါ်တာကိုညှင်းပယ်ပြီးတော့သူကိုယ်တိုင်တရားဓမ္မရှာလိုက်တာနောက်ဆုံးတပအကျင့်တွေကိုစမ်းပြီးတော့ကျင့်တဲ့အနေနဲ့ကျင့်လိုက်တယ်ကျင့်လိုက်တဲ့အခါမှာအခြေအနေတွေကဘလောက်ထီအောင်ဆိုးသွားတယ်လဲဒုက္ခရစရိယကျင့်နေတဲ့ပုံတွေကိုတရုပ်ဖော်ထားတာတွေ့ကောင်းတွေ့လိမ့်မယ်ဘုရားရဲ့အလောင်းတော်ဟာအစာဖြတ်ရေဖြတ်ပြီးတော့ကျင့်လိုက်တာနုပြိုလှပတဲ့အရေးအစင်းတွေအကုန်သွားမဲမဲချောက်ချောက်နဲ့ဖြစ်ပြီးတော့တကယ်အဖိုးအိုကြီးတို့ဖြစ်သွားပြီးတော့ဘိုက်ကင်လိုက်လို့ရှိရင်ကြောရိုးသွားထိကြောရိုးကင်လိုက်လို့ရှိရင်ဘိုက်နဲ့ကြောရိုးနဲ့ကတ်သွားတယ်လို့ပြောတာနော်အဲ့လောက်ထိအောင်အခြေအနေတွေဆိုးသွားတဲ့အနေအထားရောက်သွားအောင်ကျင့်လိုက်တာအဲ့ဒါလို့ကျင့်တဲ့အချိန်လေးမှာအပင်ပန်းခံကျင့်နေတဲ့အချိန်မှာဗမာတွေထဲမှာတော့ဗုဒ္ဓဝင်ဘယ်သူကနေကြံကြံပေးလို့ရေးတယ်လဲတော့မသိဘူးဒါမျိုးတွေကလည်းဟိုတစ်ခါတစ်ခါစားရဲပါတာလည်းရှိတယ်မပါတာလည်းရှိတယ်ပေါ့ပင်စတိကနတ်သားကဖះအလောင်းသားလာပြီးတော့စောင်းလေးတီးတယ်တဲ့တရားကျင့်တယ်ဆိုတာမလျော်မတင်စောင်းညွညင်းတယ်လို့ကျင့်ရတယ်လို့နတ်သားကလာတတိပေးတယ်လို့ရေးတယ်ဒီဗုဒ္ဓဝင်တွေမှာဒါမျိုးတွေတချို့ကမပါပါဘူးတကယ်ပါဠိလိုရေးထားတဲ့စာတွေထဲမှာမပါဘူးနော်အဲ့ဒါကမြတ်စွာဘုရားကဥပမာအနေနဲ့သောဏမထေရကိုပြင်းပြထန်ထန်ကျင့်တဲ့အခါမှာသောဏမထေရကိုနီးပေးတာမင်းမလျော်မတင်ကျင့်ရတယ်ဆိုတာသောဏမထေရကိုပြောတာပါဘုရားကကိုယ်တိုင်ပြင်းပြထန်ထန်ကျင့်ခဲ့တယ်ကျင့်လိုက်တဲ့အခါနောက်ဆုံးအခြေအနေဆိုးသွားလို့ဘုရားလောင်းဟာဘလောက်ထိအောင်ဆိုးသွားတုံးဆိုလို့ရှိရင်မတ်တရလိုက်မယ်လှုပ်လိုက်ငွေရမောက်ပြီးတော့လဲသွားတယ်အချိန်တင်ထိအောင်တည်တော့မဲ့အနေထားထိအောင်ကိုရောက်သွားတယ်အဲ့ဒီအချိန်လေးမှာဘယ်သူကလာပြီးတော့စကားပြောတာတုံးဆိုအကျိုးလုံလားကြောင်နဲ့မန္တသားကြီးကရောက်လာပြီးတော့ဘုရားလောင်းကိုလာပြီးတော့ပြောတယ်။ဘာပြောတာတော့ဆိုတော့ဒါတော့ပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်နေတာတောင်မှကိုလိုချင်တဲ့ဟာမရဘူးဆိုတာဒီအကျင့်လွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့လုံမနေနဲ့ပေါ့လူဘဝအသက်ရှင်ဖို့ကအရေးကြီးတယ်အသက်ရှင်ရင်ဉာဏ်နဲ့ကုသိုလ်ကောင်းမှုတွေလုံနိုင်တယ်လို့လာပြီးတော့ပြောတာအဲ့ဒီစကားပြောတဲ့အချိန်မှာဘုရားလောင်းလေးကဘာပြောလို့ဆိုငါအသက်ရှင်ဖို့လုံနေတာမဟုတ်ဘူးမင်းပြောတဲ့ကုသိုလ်တွေလည်းငါမလိုချင်ဘူးငါလိုချင်တာမသေးရတရားပဲလိုချင်ဆိုတဲ့အချိန်မှာဘုရားကအေးတတ္တိမရှိတဲ့လူကမအောင်နိုင်ဘူးဆိုပြီးဒီစကားလေးကိုပြောနော်ဘဝတစ်ခုမှာအခက်ခဲပေါင်းအများကြီးကိုဖြတ်ကျော်အောင်တရားကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းပဲအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်တရားဓမ္မအရာမှာအမြင့်ဆုံးအဆင့်ရောက်ဖို့ဆိုတာအခက်ခဲတွေအများကြီးဖြတ်ကျော်အောင်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်ခဲ့ရတဲ့ပုဂ္ဂိုလ်တွေရှိတာတရားဆိုတာကြတော့ပို့ပြီးတော့လေးနှစ်တာဘုရားအလောင်းတော်လေးဟာအခက်ခဲပေါင်း10မျိုးဖြတ်ကျော်ခဲ့ရတယ်ဖြတ်ကျော်ခဲ့ရတာကိုမန္တသားကြီးကိုသူကပြန်ပြောတဲ့စကားအနေနဲ့ဟောထားတာရှိတယ်ပေါ့မင်းဖန်နေထားတဲ့အခက်ခဲတွေတို့ဖြတ်ကျော်ခဲ့ရအများကြီးပဲ
အဲ့ဒီအခက်ခဲ10ရက်ကိုဖြတ်ကျော်ဖို့ဆိုတာတတ္တိမရှိတဲ့လူတွေဖြတ်ကျော်နိုင်ဘူးကွာငါတို့ကတော့တတ္တိရှိတယ်ပေါ့မရမချင်းနောက်မဆုတ်ဘူးနော်ဘုရားအလောင်းလေးမှာဘာပါတော့ဆိုရင်တတ္ထာယုံကြည်ချက်ပြင်းထန်တယ်ဘုန်းကြီးတို့တွေဘာလို့တရားမရယုံကြည်ချက်ကတိတ်မပြင်းထန်ရှိတော့ရှိတယ်မပြင်းထန်နော်ဘုရားလောင်းကယုံကြည်ချက်ပြင်းထန်တယ်ရကိုရရမယ်ရှိကိုရှိရမယ်ဆိုတာကိုယုံကြည်ချက်ရှိအေးယုံကြည်ချက်ပြင်းထန်မိမယ်လို့လူပြင်းဆိုလည်းမရဘူးယုံကြည်ချက်တော့ရှိတယ်လုံလဝိရိယမရှိဘူးပြင်းနေတယ်ဆိုရင်ဘလို့မှမရနိုင်ဘုရားလောင်းကငါမှယုံကြည်ချက်လည်းရှိတယ်လုံလဝိရိယလည်းငါမှရှိတယ်အေးယုံကြည်ချက်လည်းရှိပါရဲ့လုံလဝိရိယလည်းရှိပါရဲ့အသိဉာဏ်မရှိဘူးဆိုရင်လည်းမအောင်မြင်နိုင်ဘူးအသိဉာဏ်ဆိုတာအမတန်မှအရေးကြီးတယ်ဟုတ်လားမြက်ကန်းလို့ဇုံမိတ်ပြီးတော့ယုံလို့ရတာမျိုးမဟုတ်ဘူးဒါကြောင့်မို့ငါမှာကပြင်းထန်တဲ့ထက်မြက်တဲ့သရာစွမ်းအားရှိတယ်ဆွဲမြဲတဲ့လုံလဝိရိယရှိတယ်ထက်မြက်တဲ့ပညာရှိတယ်ဒါကြောင့်မို့ငါလုပ်တဲ့အလုပ်ဟာအောင်ကိုအောင်ဒါတွေဟာလူတွေရဲ့တတ္တိပဲရဲစွမ်းတတ္တိတွေပဲမင်းဖန်တီးထားတဲ့ဘဝမှာလူတွေဟာအခက်ခဲ10မျိုးဖြတ်ကျော်ရမယ်အဲ့ဒါကိုပဲမန်စစ်တပ်ကြီး10ခုလို့ဒီလိုလဲပြောတယ်ပေါ့မနမင်းကချထားတဲ့တက်ကြီး10တက်ကိုဖြတ်ကျော်ပြီးတော့တိုက်ခိုက်ပြီးအနိုင်ရဖို့ရကြိုးစားရမယ်ပေါ့အဲ့ဒီနံပါတ်1ကဘာတော့ဘုန်းကြီးတို့တွေလည်းကြည့်နံပါတ်1ကကာမဂုဏ်အာယုံ5ပါးမှာပြောနေတယ်ဆိုတဲ့ sensual pleasure desire for sensual pleasure ပြောစရာအာယုန်တွေပေါ်မှာပျော်ခြင်းနဲ့စိတ်ကလေးဒီစိတ်ကလေးကိုတွန်းလှန်ပြီးတော့ကာမဂုဏ်အာယုန်ကထွက်ဖို့ဆိုတာလွယ်သလားခက်သလားဟောလောကမှာလူတွေအများကြီးရှိတဲ့အထက်မှာကြည့်အဲ့ဒီအဆင့်ကိုမကျော်နိုင်ကြဘူးအခုတရားနာပရိသတ်တွေထဲမှာဒီအဆင့်မကျော်နိုင်လို့လူဘဝမှာဟုတ်လားနေကြတာမဟုတ်လားဒီအဆင့်ကျော်လို့ရှိရင်လေအမျိုးသားတွေလည်းဂရုံတုံဘုံကြီးဝတ်မှာပဲအမျိုးသမီးတွေလည်းသီလရှင်ဝတ်မှာပဲသို့တော့ဒီအဆင့်နဲ့မှာပဲသူတို့နောက်ဆုံးနေကြပြီကာမာတိပထမသေနာဟောပထမအခက်ခဲကြီးထဲမှာပဲအားပြော့ပြီးတော့နောက်ဆုံးပြီးတော့ဒီထဲမှာပဲနစ်မြုပ်ပြီးတော့နေကြတယ်ဒီအခက်ခဲကြီးကိုရှေ့ကိုကြော်တက်နိုင်စွမ်းမရှိကြဘူးတဲ့ဟုတ်ကဲ့လားကဲဘုန်းကြီးဘုရားရောက်သွားပြီတဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ပြီလူလောကလူပေါင်းကိုခွာရှောင်လိုက်ပြီပထမတစ်ဆင့်တော့ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့အခါဒါပြီးပြီလားလို့ဆိုတော့နောက်ထပ်အခက်အခဲတစ်ခုထပ်တွေးလိုက်မယ်တဲ့ဘာတွေတွေးလို့ဒုတိယအရတိဝုစတိဘုန်းကြီးဘုရားမှာမပြောဘူးသီလရှင်ဝတ်တော်သီလရှင်ဘုရားမှာမပြောဘူးတရားဓမ္မနဲ့မပြောဘူးဆိုတာလာပြန်တယ်ဟုတ်ကဲ့လားပြောစရာကောင်းတာကလူဘဝလေဘုန်းကြီးဘဝဆိုတာပြောစရာမကောင်းဘူးလေဒါမှန်တာပေါ့အပျော်ပါးတွေလုံနေလို့ရှိရင်ဘုန်းကြီးဘဝနဲ့မတန်ဘူးလေအဲ့တော့လူဘဝခွာရှောင်နိုင်ပေမဲ့လို့သာသနာပေါင်းရောက်သွားတဲ့အခါကျတော့ကုသိုလ်တရားနဲ့မပြောနိုင်ဘူးဆိုတဲ့ဒုတိယအခက်အခဲတစ်ခုနဲ့မတွေ့ရပြန်ဘူးလားတွေ့ရတယ်ရှင်းတုန်းကပြောတယ်ကြားဘူးတယ်နော်တကယ်အဖြစ်ပြက်တော့လဲဟုတ်ချင်မှဟုတ်မယ်ပေါ့ဟုတ်ချင်လဲဟုတ်လိမ့်မယ်တော့ရမှာတဲ့ဆရာတော်ကြီးတစ်ပါးမွေးနေ့ရောက်တဲ့အခါကျတော့အဲ့ဒီနေ့ကလည်းဆရာတော်ကြီးအသက်80ပြည့်တယ်နေတဲ့ညသကောင်ကျော်လောက်မှာဆရာတော်ကြီးကကြီးတီတွေခေါင်းလောင်းတွေကိုထိုးတော့ရွာထဲကလူတွေကဟာကျောင်းကကြီးတီတွေထိုးတယ်ဘာများဖြစ်တုံဆိုပြီးတော့လူတွေကကျောင်းကိုပြေးလာကြတယ်တဲ့ပြေးလာတဲ့အခါကျတော့ဘုန်းကြီးကြီးကဖျားရှိမှာဖျောင်းနိုင်နေထွန်းပြီးတော့ငုတ်တုတ်ထိုင်နေတယ်တဲ့လူတွေတစားပြီးတစားရောက်လာကြတယ်ရွာတွေကလူတွေတော်တော်များပြီဆိုတဲ့အခါကျတော့ရှင်ဘုရားဘာဖြစ်လို့ကြီးတီတွေခေါင်းလောင်းတွေခောက်ထားတော့လို့ဆိုတော့အေးမင်းတို့ထိုင်ညငါပြောမယ်ပေါ့ငါပြောမယ်ငါဘုန်းကြီးဘွားရောက်လာတာဒီနေ့ငါအသက်80ပြည့်ပြီတဲ့အသက်80ပြည့်တယ်ဒီကနေ့ပဲငါဆုံးဖြတ်လိုက်တယ်လူမထွက်တော့ဘူးအဲ့ဒါကြောင့်မို့အသက်80မပြည့်သေးရင်ခေါင်းလောင်းမထိုးသေးဘူးဆိုတဲ့အတိတ်ပဲပြောတာပေါ့အဲ့တော့ဒုတိယအခက်ခဲတစ်ခုကသူတော်စင်ဘဝပျော်ဖို့ရခက်ခဲတယ်ဆိုတာဒါအခက်ခဲကြီးတစ်ခုပဲကဲကောင်းပြီဒီနှစ်ခုကိုဖြတ်ကျော်လိုက်မယ်ကာမဂုဏ်အာယုံဆိုတာကိုလည်းဖြတ်ကျော်လိုက်ပြီမပျော်ဘူးဆိုတဲ့အရတိဒုတိယအခက်ခဲကြီးကိုလည်းဖြတ်ကျော်လိုက်တယ်
သာသနာပေါ်မှာပျော်ပါပြီတဲ့နော်အဲ့ဒီလိုပြောလာတဲ့အခါကျတော့ဘာနဲ့တွေ့ပြန်ကာမတိပထမသေနာဒုတိယအရတိဟောစတိတတ္တိယခုတ်ပိပါတာတိဘုန်းကြီးဘွားသီလရှင်ဘွားဆိုတော့ဝိကလဘောဇနာထိမ့်သိမ်းဆောက်ရှောက်တော့ညစာမစားရဘူးဆွန်းတို့ဟင်းတို့ဆိုတာလဲကတ်တဲ့လူရှိရင်ကောင်းကောင်းစားမကတ်တဲ့လူမရှိရင်ကောင်းကောင်းမစားရဘူးလူတွေလူကိုစားခြင်းတို့စားလို့မရဘူးဆိုတာနော်အဲ့ဒီအခါမှာစားတဲ့အခါမစားပေဘူးလားဘုန်းကြီးတို့တရားဓမ္မတွေကဲနေ့စဉ်နဲ့အမျှကိုစားခြင်းတဲ့အချိန်စားနေတာတောင်မစားကြဘူးလားအေးခုတ်ပိပါဒဆိုတာခုတ်ဆိုတာစားတာပိပါဒဆိုတာတောက်ချင်တာရေစားတာနဲ့ထမင်းစားရင်ငတ်တယ်ထမင်းစားတယ်အကြီးတောက်ချင်တယ်ထမင်းစားတယ်ဆိုတဲ့အဲ့ဒါကလာပြီးတော့နှိမ့်ဆက်ပြန်တယ်တဲ့ဒါကြောင့်မလို့ပြောကြတယ်လေသင်္ကန်းမိုးနိုင်ဘူးညဘိုက်စားတယ်ဘိုက်စားမနေနိုင်ဘူးကလေးတွေမေးကြည့်ဘိုက်စားလို့မိုးနိုင်ဘူးဟုတ်ကဲ့လားအပြောတဲ့ဆုံးတော့မှပဲဘိုက်စားတာမခံနိုင်မြန်ဘူးအဲ့ဒါတတိယအခက်ခဲတစ်ခုပဲတဲ့နောက်တစ်ခုကျတော့ဘိုက်စားတော့ဘာဖြစ်လာလဲနောက်ထပ်အခက်ခဲတစ်ခုကဘိုက်စားတော့စားခြင်းနဲ့တဏှာတွေပို့ပြီးတော့တိုးတက်ပြီးတော့မလာဘူးလားတန်တလာတယ်တဲ့အဲ့ဒါတဏှာဖြစ်လာတယ်အဲ့ဒီတဏှာကိုကျော်လွှားဖို့ဆိုတာဒါစတုထအခက်ခဲတစ်ခုရောက်လာပြန်စတုဋ္ဌိတဏှာဝုစတိအေးစတုဋ္ဌအခက်ခဲတစ်ခုဒီတဏှာကိုပဲကျော်ဖြတ်နိုင်ပြန်ပြီအောင်ဤသိခံပြီးတော့ကြော်ဖြတ်နိုင်ပြန်ပြီဆိုတော့မှပဲနောက်တစ်ခုဘာလာတော့တရားလေးအားထုတ်မယ်ဆိုလို့ရှိရင်ငိုက်လာပြီနော်တခြင်းနားထောင်ရရင်ရုပ်ရှင်ကြည့်ရရင်တနေ့ကုန်ကိစ္စမရှိဘူးတရားထိုင်ရမယ်တရားနာရမယ်ဆိုရင်ခေါင်းလေးကညိမ့်ညိမ့်လာတယ်ဘေးကနေကြည့်ရင်တော့အင်းသဘောကျလို့ခေါင်းဆက်နေတဲ့ထင်မဟုတ်ဘူးအိတ်ချင်လို့ဟောအဲ့ဒီဌိနမိတ်္တလို့ဆိုရယ်စိတ်ဓာတ်တွေပြော့ညံ့ပြီးခေါင်းတဆက်ဆက်ဖြစ်လာတာမျိုးဟာလည်းပဲအခက်ခဲတစ်ခုပဲဒါတရားထိုင်မှုတဲ့လူတွေပိုသိတယ်ပေါ့ပိုသိတယ်အေးအဲ့ဒီအခက်ခဲကြီးကိုကျော်လွှားနိုင်ပြန်ပြီဆိုတဲ့အခါမှာနောက်ထပ်အခက်ခဲတစ်ခုထပ်လာအောင်ပါတဲ့ဘာဖြစ်လဲဘုန်းကြီးယဟန်ဘဝတရားဓမ္မကျင့်ရတယ်ဆိုတာတယောက်တည်းနေရတယောက်တည်းနေရတယ်တောထွက်တယ်ဆိုတာလဲတောထဲမှာသွားပြီးတော့တရားကျင့်ကြရတယ်တရားကျင့်တဲ့အခါကျတော့ကြောက်သေးတာကိုညကျတော့တစီသေးရကြောက်သေးတယ်အဲ့ဒီကြောက်စိတ်ဝင်နာကိုကဒါအခက်ခဲတစ်ခုပဲသတ္ထာဘိရုပဝစတိ6ခုမြောက်အခက်ခဲကကြောက်လန့်မှုပဲတယောက်တည်းမနေဝမနေရဘူးမနေဝမှုဆိုတာအဲ့ဒါတရားကျင့်မှုအတွက်ခက်ခဲအဲ့ဒီကြောက်လန့်မှုတွေကိုကဲကျော်လွှားသွားပါပြီတဲ့ကျော်လွှားသွားပြီဆိုတော့ဘာတွေလာမလို့ပင်စမန္ထိနမိဋ္ဌာတိသတ္ထဘိရုပဝစတိအဲ့ဒီကနေပြီးတော့နောက်ထပ်အခက်ခဲတစ်ခုဘာရောက်လာပြန်လို့ဆိုတော့ကာမာတိပထမသေနာမြတ်စွာဘုရားလောင်းကဂါထာလေးနဲ့ဟောတာနော်ပထမအခက်ခဲကကာမာတိပထမသေနာဒုတိယအရတိဥစ္စတိသူတော်စင်ဘဝမပြောနိုင်တာဒုတိယတတိယခုတ်ပိပါတာတိစတုဋ္ဌိတဏှာဥစ္စတိပင်စမန္ထိနမိတ်တာတိသတ္ထဘိရုပဝစတိကြောက်တာနောက်ပြီးတော့ဘာဖြစ်လာတော့ဆိုလို့ရှိရင်ကဲအောင်မြင်လာပြီအောင်မြင်လာတဲ့အခါကျတော့ဘာတွေဖြစ်လာကြောက်လွှားမှုတွေကြောက်ရွံ့မှုတွေကြော်ဖြတ်ပြီးတော့တောရချောင်းမှာတရားနဲ့ပြောနေပြီဆိုတော့လူတွေကလိုက်မလာဘူးလားယဟန္တာနဲ့လိုက်လာတယ်လှူကြတယ်တန်းကြတယ်တန်းတဲ့အခါကျတော့ဟောလာဘတွေများလာတယ်ပူဇော်တဲ့လူတွေကများလာတယ်ကိုးကွယ်တဲ့လူတွေကများလာတယ်အဲ့ဒါကြီးကလည်းအခက်အခဲတစ်ခုပဲအဲ့ဒါကြီးကအခက်အခဲအိုးတောထဲမှာမှဘယ်သူနဲ့မှမတွေ့ကြမှာဘူးဆိုသွားနေလိုက်တွေးကြမရောက်အောင်သွားကြတယ်ရှားကြတယ်နော်ကိုယ်ကိုယ်တိုင်ကျင့်ဖို့တော့သိစိတ်မကူဘူးသွားတွေးချင်တယ်ဖူးချင်အဲ့ဒါမျိုးတွေနဲ့တွေ့တော့လာဘတို့တက်ကာရတို့ဂုံတရင်ကလည်းကြီးလာတယ်နာမည်ကလည်းကျော်လာတယ်ဟ
အဲ့ဓာတွေပေါ်မှာသွားနစ်မွန်းလာလို့ရှိရင်အခက်ခဲတစ်ခုနဲ့သူရင်ဆိုင်ရပြန်ပြီနောက်တစ်ခါအခက်ခဲတစ်ခုအဲ့ဒါလို့ကြီးပွားလာတဲ့အခါကျတော့ဘာဖြစ်လာလူတွေကနေပြီးတော့ကိုယ့်နောက်ကဝိုင်းပြီးတော့ပူဇော်ကြတယ်ဝိုင်းမြောက်ကြပြီဆိုတဲ့အခါကျတော့မန်တက်လာမာနတစ်ခုတက်လာပြန်အဲ့ဒီမာနတက်လာတယ်မာနတက်လာပြီးတဲ့အခါကျတော့မာနတက်လာတာကိုအခက်ခဲတစ်ခုဖြစ်သွားပြန်ပြီအဲ့ဒီမာနတက်ပြီးတဲ့နောက်မှာမာနကိုနှိမ်လင်းနိုင်လိုက်ပြန်တော့အခါကျဘာဝင်လာပြန်တော့ဆိုမက္ခတဲ့ထံပါမက္ခဆိုတာငါတော်လို့ငါအောင်မြင်တယ်လို့ကိုကြိုးစားလို့ကိုရတယ်လို့အထင်ကြီးလာပြီးတော့ဘူမထားတော့တဲ့အနေအထားမျိုးတွေဖြစ်လာသူတစ်ပါးရဲ့ခုံကျေးဇူးတွေဘာတွေကိုအတိမတ်မပြုတ်ချင်တော့ဘူးနော်ဘယ်သူမှအလေးပေးစရာမလိုတော့ဘူးဆိုတဲ့အနေအထားမျိုးတွေခက်ထန်မှုတွေစိတ်ဓာတ်ကအဲ့လိုဟာမျိုးတွေဖြစ်ပေါ်လာတတ်တယ်အဲ့ဒါလည်းအခက်အခဲတစ်ခုပဲအဲ့ဒီလိုအခက်ခဲတွေအမျိုးမျိုးကြော်ဖြတ်ကြလာဘသက်ကာရတိလောကောမာနောမခောစာဒါတွေကဝင်လာတယ်အဲ့ဒါလိုဝင်လာတာတွေကိုမဖြတ်ကျော်နိုင်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှဒီအခက်ခဲတွေကိုကျော်လွှားနိုင်လောက်အောင်စွမ်းရည်တတ္တိမရှိဘူးဆိုလို့ရှိရင်တရားဓုတရားမြတ်တွေ့တဲ့အဆင့်ကိုမရောက်တော့ဘူးနောက်ဆုံးဘာနဲ့အဆုံးသတ်သွားတော့ဆိုရင်မာနတွေဖြစ်ပြီးတော့ခက်ထန်တဲ့ဘုံတကူကြီးပြီးတော့ခက်ထန်တဲ့အနေထားအထင်ကြီးတဲ့လူတကာအထင်ကြီးခံရမှုပေါ်မှာနစ်မျောပြီးတော့တရားဓမ္မနဲ့ပြန်ပြီးတော့ဝေးကွာကြာဆုံးသွားတဲ့အနေအထားမျိုးရောက်သွားနိုင်ပါတယ်အဲ့ဒါမြတ်စွာဘုရားရဲ့အလောင်းတော်ကနေပြောပြတယ်မဏ္ဍကြီးကိုပြောပြနေတဲ့စကားတွေနော်ငါကအဲ့ဒီဟာတွေတခုမှမဝင်စားဘူးစိတ်မဝင်စားဘူးအလုံးဓာတ်တွေကိုငါကြော်ဖြတ်လိုက်ပြီငါရဖို့ရာကရည်မှန်းတာကထူးခြားတဲ့တရားဓမ္မမတရားဖြစ်တဲ့တရားဓမ္မကိုငါရှာဖွေတာမရမချင်းငါဒီအကျင့်ကနောက်ဆုံးမှမဟုတ်ဘူးဒီအနေထားကနေပြီးတော့ငါဒီအကျင့်မျိုးကိုကောင်းတဲ့အကျင့်တွေကိုလက်လွတ်စွန့်ပယ်မှာမဟုတ်ဘူးရဟန်းဘဝကပြန်လွတ်မှာမဟုတ်ဘူးပြန်လဲမှာမဟုတ်ဘူးစွမ်းရည်တတ္တိမရှိတဲ့ပုဂ္ဂိုလ်တွေဟာနောက်ကျောင်းပြန်လှည့်ပြီမဲ့လို့ငါလို့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်မျိုးကဘယ်တော့မှနောက်ကျောင်းပြန်မလှည့်ဘူးမာနရဲ့တက်ကြီးဆယ်တတ်ကိုငါဟာကြော်ဖြတ်နိုင်ပြီလို့ဘုရားအလောင်းတော်ကငါကြော်ဖြတ်အောင်ကြိုးစားနေတာဖြစ်တယ်ငါရဲ့ရဲစွမ်းတတ္တိဖြစ်တဲ့တရားတွေငါမှာရှိတယ်လုံလကြိုးပမ်းအထောက်မှုတွေငါမှာရှိတယ်အသိပညာတွေငါမှာရှိတယ်အဲ့ဒီတရားစွမ်းအားလုံလစွမ်းအားအသိပညာစွမ်းအားတွေကိုသုံးချပြီးတော့ငါမင်းရဲ့ဒီအခက်ခဲဆယ်ရပ်ကိုဖြတ်ကျော်ပြီးတော့ငါလိုချင်တဲ့တရားဓမ္မပန်းတိုင်ကိုရောက်အောင်သွားမယ်လို့ဘုရားလောင်းတော်ဟာအင်မတန်ကြီးမားတဲ့အဋိဋ္ဌာန်နဲ့အလောင်းတော်ဘဝကမိန့်ကြားခဲ့တာဖြစ်ပါတယ်နော်အဲ့ဒါကိုကြက်တဝင်းဖတ်ရှုခြင်းများလို့ရှိရင်တော့သုတ္တနိဗ္ဗာန်ပါဠိတော်ဗဒာဏသုတ်တံဆိုတာရှိပါအဲ့ဒီဗဒာဏသုတ်ကဟာကိုအချင်းချုပ်ပြီးတော့ဘုန်းကြီးတို့ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့နိဗ္ဗာန်ချမ်းသာကိုရောက်ရှိဖို့အရေးနဲ့ပတ်သက်လာတရားဓမ္မအသိဉာဏ်ကိုရရှိဖို့အရေးနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒီအခက်ခဲမျိုးစုံကိုဖြတ်ကျော်ကြရမှာဖြစ်တယ်မဖြတ်ကျော်နိုင်လောက်အောင်တရားဆိုတဲ့စွမ်းရည်တတ္တိတွေကြိုးပမ်းအထောက်မှုဆိုတဲ့စွမ်းရည်တတ္တိတွေအသိပညာဆိုတဲ့စွမ်းအားတွေဒါတွေမထက်ဘူးဆိုလို့ရှိရင်နော်စွမ်းရည်တတ္တိမရှိလို့ရှိရင်တော့ဒီအောင်ပွဲကိုရမှာမဟုတ်ဘူးတဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ကသာလဲအောင်နိုင်တာဖြစ်ပါတယ်ဆိုတာကိုသဘောပေါက်ပြီးတော့မိမိတို့တဏ္ဍာမှာစွမ်းရည်တတ္တိတွေပြည့်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ
မေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအာဇရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းပြောက်ကြည်အေတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစရတောက်ဟူသမျှတို့သည်သမုဂတပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သို့သာရောတရားချက်ခင်စိတ်ကောင်းဝိညာသူတော်စဉ်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း